ကိုဘွားရဲ့ကိစ္စတော်တော်များများကိုဒါစီပိတ်ပင်နေတဲ့သူကဘာလို့လဲလို့မေးကိုရဲ့အတွင်းစိတ်ပါပဲကိုကိုအမြဲတမ်းဖြစ်တွေပြောပြီးတော့အစိုးမြင်နေတဲ့သူကတခြားသူမဟုတ်ဘဲနဲ့ကိုကိုယ်တိုင်ဖြစ်နေတယ်ဆိုတာရောသတိထားမိကြလားဥပမာငါကဘာလို့လို့အဆင်မပြေဘူးငါကသူများတွေလို့မတော်ဘူးဒါကိုငါလုပ်နိုင်မယ်လို့မထင်ဘူးဒါကိုလုံးမလို့မှားသွားရင်ဘယ်လိုလုပ်မလဲဒီလိုစကားတွေကိုလူတိုင်းနေပါကိုကိုပြောဖို့ကြားလိုက်မယ်လို့ထင်ပါတယ်တကယ်တော့အဲ့ဒီအချိန်မှာကိုကိုအားပေးဖို့လိုနေတာပါဒါပေမဲ့ကျမတို့ကအားပေးမယ့်အစားကိုပို့ပြီးတော့မှအပြစ်တင်နေမိတတ်ပါတယ်အမားတစ်ခုလုံးမိတိုင်းအဲ့ဒီအမားကိုပြင်ဖို့ထက်ငါကလည်းဘာလို့ဒီလိုပဲဖြစ်နေတယ်ဆိုပြီးတော့ကိုထပ်ပြီးတော့အပြစ်ပြောမိပါတယ်တခုခုစားလုပ်တော့မယ်ဆိုရင်မဆက်ကင်ကလေးကငါလုံနိုင်မှာမဟုတ်ဘူးဆိုပြီးတော့လက်လျှော့လိုက်တတ်တယ်သူများတွေအဆင်ပြေနေတာတွေ့ရင်ငါမှတော့ဘာမှမရှိဘူးဆိုပြီးတော့တင်ငယ်မိတယ်ဒီအကြောင်းကိုပြန်စဉ်းစားမိစေတဲ့စာအုပ်လေးတစ်အုပ်ရှိပါတယ်ဒီစာအုပ်လေးကတော့စာရေးသူဒီမိုဆယ်ဟယ်ရီယက်တီရေးသားတဲ့ Silent Your Inner Circuit ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်မြန်မာပြန်နဲ့ဖတ်ချင်နေဆိုရင်တော့ဆီယမထက်တဲ့တင်စာရဲ့တန်တရားစိတ်ကိုအနာယူလိုက်ပါဆိုတဲ့စာအုပ်လေးကိုဖတ်ကြည့်လို့ရပါတယ်ရှင်ဒီစာအုပ်ကကိုယ့်ရဲ့အတွင်းစိတ်ထဲမှာကိုအမြဲဝေဖန်နေတတ်တဲ့အတန်တန်ကိုဘလို့အနာယူရမလဲဆိုတဲ့အကြောင်းအဓိကပြောထားတာဖြစ်ပါတယ်အဲ့ဒီအတန်တွေကတော့မင်းမလုံနိုင်ဘူးမင်းမတော်ဘူးဒီလိုလုပ်ရင်ရှက်စရာဖြစ်လိမ့်မယ်အရင်တစ်ခါမှအောင်မြင်ခဲ့တယ်လို့ဒီတစ်ခါလည်းအောင်မြင်မှာမဟုတ်ဘူးဒီလိုမျိုးတွေကိုတန်တရားဝင်အောင်ကြောက်စိတ်တွေဝင်ပြီးတော့မလုံရဲမကန်ရဲဖြစ်အောင်လို့ပြောနေတတ်ပါတယ်ဘာလို့ကိုဒီလောက်ပြင်းပြင်းထန်ထန်ဝေဖန်နေမိရလဲဆိုတာကိုပြန်ကြည့်မိကြလားတခါတလေကိုဝေဖန်တဲ့စိတ်ကကိုဖြည့်ဆည်းဖို့လာတာမဟုတ်ဘူးအမားမလုံမိအောင်မနာကျင်ရအောင်သူများတွေရှိမှအရှက်မရအောင်ကိုကာကွယ်ဖို့ကြိုးစားရင်းနဲ့အလွန်ကြုံဖြစ်လာတာမျိုးလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ကာကွယ်ပေးခြင်းစိတ်ကအရင်များသွားတဲ့အခါမှာကိုမစမ်းကြည့်ခင်ကတည်းကမလုံရဲတော့ဘူးအမားတစ်ခုလုံးမိရနဲ့ကိုတံမိုးတစ်ခုလုံးကိုတန်တရားဝင်လာတယ်သူများနဲ့နှိုင်းယှဉ်မိတိုင်းကိုမလုံလောက်ဘူးလို့ခံစားလာရတယ်အဲ့ဒီအချိန်မှာကိုအတွင်းစိတ်ထဲအတန်ကိုကူညီနေရလားဒါမှမဟုတ်ကိုတားနေရလားဆိုတာကိုပြင်ကြည့်ဖို့လိုလာပါတယ်ဥပမာဒီအလုံးမှာငါဘာတွေပို့ကောင်းအောင်လုပ်နိုင်မလဲဆိုတာကကိုတိုးတက်အောင်ကူညီပေးတဲ့စကားဖြစ်ပြီးတော့ငါဘာလို့မဖြစ်ဘူးဆိုတာကတော့ကိုတမိုးလျှော့ချတဲ့စကားမျိုးဖြစ်ပါတယ်ဒီနှစ်ခုစလုံးကကိုအတွင်းစိတ်ထဲကထွက်လာတာပါဒါပေမဲ့ကိုဘွားပေါ်တက်ရောက်မှုကတော့လုံးဝမတူပါဘူးဒါကြောင့်ဒီစာအုပ်ကနေကျမတို့သတိထားတဲ့နာကကိုကောင်းထဲမှာပေါ်လာတဲ့အတွေ့အတိုင်းကိုအမှန်တရားလို့ယုံစရာမလိုဘူးဆိုတာကိုပါငါမလုပ်နိုင်ဘူးလို့တွေးမိရတဲ့တကယ်မလုပ်နိုင်တာမဟုတ်ဘူးငါမတော်ဘူးလို့ခံစားနေရတာနဲ့တကယ်မတော်တာမျိုးလည်းမဟုတ်ဘူးအဲ့ဒီစကားတန်တွေကကိုတကယ်ပြောနေရတွေမဟုတ်ပဲကိုအတွင်းစိတ်ကကြောက်နေတဲ့အရာတွေကပြောနေရပဲဖြစ်ပါတယ်အဲ့ဒီအတွေးတွေကိုသတိထားမိလာတဲ့အခါမှဒါကတကယ်ဖြစ်နေရလားဒါမှမဟုတ်ငါစိတ်ကပြောနေရလားဆိုပြီးတော့ကိုပြန်မေးမိနိုင်ပါတယ်ဇူလိုင်ကိုယ်တိုင်ဒီစာအုပ်လေးကိုဖတ်ပြီးတော့သတိထားမိခဲ့တဲ့အရာလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ဘယ်တော့မှကိုမဝေဖန်ဖို့ထက်ကိုဝေဖန်နေတဲ့အချိန်မှာတော့ကိုပြောနေတဲ့စကားတွေကိုပို့ပြီးတော့သတိထားသင့်တယ်ဆိုတာပါပဲ။ဘာကြောင့်လဲဆိုတော့ကျမတို့ဘဝမှာတခြားသူတွေပြောတဲ့စကားထက်ကိုယ်တိုင်ကိုနေတိုင်းပြောနေတဲ့စကားတွေကပို့ပြီးတက်ရောက်မှုရှိနိုင်လို့ပါ။ကိုယုံကြည်မှုမရှိတော့တဲ့အချိန်တခုစားလုပ်ဖို့ကြောက်နေတဲ့အချိန်အမှားတစ်ခုကြောင့်ကိုအရန်အပြစ်တင်နေတဲ့အချိန်တွေမှာကိုပြောင်းလဲဖို့မစခင်ကိုအတွင်းစိတ်ထဲမှာကိုဘယ်လိုစကားတွေပြောနေမိလဲဆိုတာအရင်နားထောင်ကြည့်ဖို့လိုပါတယ်ဒီအကြောင်းတွေကိုပိုပြီးနားလည်ခြင်းနဲ့ဆိုရင်တော့ Silent Your Inner Circuit ဆိုတဲ့စာအုပ်ကိုဖတ်ကြည့်ဖို့ထပ်ပြီးတော့တိုက်တွန်းချင်ပါတယ်ဒီစာအုပ်ကကိုအတွင်းစိတ်ထဲကအတန်ကိုကြားတိုင်းအလိုလိုယုံနေမဲ့အစားဒါကတကယ်ငါလားဒါမှမဟုတ်ငါအတွင်းစိတ်ရန်သူကပြောနေရလားဆိုပြီးတော့ပြန်မေးတတ်အောင်ကူညီပေးနိုင်တဲ့စာအုပ်မျိုးဖြစ်ပါတယ်နောက်ပြီးတော့တစ်ခါတလေကိုဘွားမှာတိတ်ဆိတ်သွားဖို့လိုတဲ့အတန်ကတခြားလူတွေရဲ့အတန်မဟုတ်ဘဲနဲ့ကိုအမြဲအပြစ်တင်နေတဲ့အတွင်းစိတ်တွေကအတန်ဖြစ်နေနိုင်တယ်ဆိုတာကိုလည်းသတိရစေတဲ့စာအုပ်မျိုးဖြစ်ပါတယ်ကိုယုံကြည်မှုရှိတော့တဲ့အချိန်တခုစားလုပ်ဖို့ကြောက်နေတဲ့အချိန်အမှားတစ်ခုကြောင့်ကိုအရန်ပြစ်တင်နေတဲ့အချိန်တွေမှာကိုပြောင်းလဲဖို့မစခင်ကိုအတွင်းစိတ်ထဲမှာကိုဘယ်လိုစကားတွေပြောနေမိလဲဆိုတာအရင်နားထောင်ကြည့်ဖို့လိုပါတယ်ပြီးတော့တခါတလေကိုဘွားမှာတိတ်ဆိတ်သွားဖို့လိုတဲ့အတန်ကတခြားလူတွေရဲ့အတန်မဟုတ်ပါဘူးကိုအမြဲအပြစ်တင်နေတဲ့အတွင်းစိတ်ထဲကအတန်ဖြစ်နေနိုင်တယ်ဆိုတာကိုသတိရဖို့လိုပါတယ်
ဒီစာအုပ်လေးကိုမှာယူခြင်းနဲ့ဆိုရင်တော့ sabilan.com sabilan Facebook Page Messenger နဲ့ TikTok Messenger တို့မှာလည်းမှာယူလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်